မင်္ဂလာပါဒါကတော့ကျွန်တော်တို့ online တင်တန်း online class တင်တန်းကနေကျွန်တော်တို့အပတ်ဆိုင်ကျွန်တော်တို့105ကနေပြန်လေကြိုဆိုတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ online class မှာကြာတော့ကျွန်တော်တို့ဒီအပြင်မှာတင်တဲ့ပုံစံမျိုးကျွန်တော်လက်တွေ့ချတင်ကြပေးတာဖြစ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့သင်ခန်းစာတွေမှာကျွန်တော်သင်ခန်းစာပေါင်း100ကျော်တင်ထားပြီးသွားပြီဖြစ်ပါတယ်เนาะအဲ့တော့တော်တော်လေးထိရောက်တာကိုလေးတွေ့ရပါတယ်ကျွန်တော်တို့ကဒီသင်ခန်းစာမှာတော့ဒါကတော့ကျွန်တော်အလုံးပေါင်းမြောင်းများစွာကျွန်တော်ဖန်တီးထားတာဖြစ်ပါတယ်เนาะကွန်ပရက်ဆာရဲ့ဒီချက်အထွက်ကကျွန်တော် aircon cabbage ပေါ့เนาะ aircon နှစ်ကောင် cabbage ရဲ့2ပေ3မဟုတ်3ပေထိပ်ပြီးမှအပူကွိုင်းကိုဝင်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့အပူကွိုင်းမှာရှိနေတဲ့ high pressure ကိုနည်းနည်းလေး short ချတာဖြစ်ပါတယ်เนาะအေးနှုံးလေးတော်တော်လေးကောင်းပါတယ်နောက်ပြီးတော့ compressor ရဲ့ ampere တွေကိုလေ short ချနိုင်တာဖြစ်ပါတယ်နောက်ပြီးတော့အပူရဲ့စွမ်းလောင်းမှုကလည်းပိုကောင်းတာဖြစ်ပါတယ်ကျွန်တော်တို့ကဒါ aircon cabbage အနည်းဆုံး2ပေကနေ3ပေလောက်တို့ထိရပါမယ်နှစ်ကောင် cabbage ပေါ့เนาะဒါဆိုရင်ကျွန်တော်တို့တော်တော်လေးထိရောက်မှာဖြစ်ပါတယ် freezer တွေဆိုရင်တော့ကျွန်တော်တို့ဒီတိုင်းဆင်တာဖြစ်ပါတယ်ဆင်တဲ့ဟာလေးကျွန်တော်နှစ်ပေါင်းများစွာဒီတိုင်းလုပ်ခဲ့ပြီးသွားပြီဖြစ်ပါတယ်เนาะဒါကိုကျွန်တော်တို့ online class မှာအသေးစိတ်လေးသင်ကြားပေးထားတာဖြစ်ပါတယ်ဒါကတော့ compressor ရဲ့အထွက်ပါcompressor ရဲ့အထွက်ကတကယ်တမ်းကြာရင်အပူကွိုင်ဝင်ရမှာဖြစ်ပါတယ်အပူကွိုင်ဝင်မဲ့နေရာမှာကျွန်တော်တို့က aircon cabbage high pressure ကို short ချချင်တာမို့လို့ကျွန်တော်တို့က2ပေကနေ3ပေထိပေးရမှာဖြစ်ပါတယ်เนาะကျန်တဲ့သင်ခန်းစာကတော့ကျွန်တော်တချို့သင်ခန်းစာတွေကတော့ကျွန်တော်တင်ထားပြီးသွားပြီဖြစ်ပါတယ်ကျွန်တော်နာမည်ကောလိုက်ဖြစ်ပါတယ် online class တက်ရှင်တာပဲဖြစ်ဖြစ်ကျွန်တော်တို့အပြင်သင်တန်းတက်ရှင်တာပဲဖြစ်ဖြစ်အပြင်သင်တန်းကတော့လကွန်9ရက်နေ့တိုင်းရှိတာဖြစ်ပါတယ်အခုဒီ4လပိုင်းမှာတော့ကျွန်တော်တို့25ရက်နေ့သင်တန်းအပတ်ဆိုင်ရှိတာဖြစ်ပါတယ်သင်တန်းကြီးကတော့6သိန်းခွဲပါနေစရာသင်တန်းကျောင်းကအခမဲ့ပေးတာဖြစ်ပါတယ်